တီတုံးလေးတွေမင်းစီမှာရောက်ပါပြီရှင်။ယောက်ျားလေးဝတ်လေးတွေပါဆိုရင်အရန်ကိုဝတ်ကောင်းတဲ့အသားလေးပေါ့နော်။ဒီဇိုင်းတစ်ပုံတစ်လေးထွက်ထားပါတယ်။သူကတော့တစ်ဖက်တစ်ပါးကင်းနဲ့လာတယ်။ဈေးလေးလည်းအရန်ချုံတယ်။စပော့ဝဲတွေကလည်းအပြင်မှာဆိုရင်လေတောင်းခွဲလောက်ရှိတယ်။မမေကဒီဇိုင်းတစ်ပုံတစ်လေးစိုက်ကြည့်အောင်ပါလေ။ဈေးလေးကချွတ်ချွတ်လေးနဲ့ပေးမှဖြစ်ပါနော်။အသားလေးကတော့စပော့အသားလေးပါရှင်။ဒီခါတရေပြားကြီးဆိုလေဒါမျိုးအမြင့်လိုင်းကိုချုပ်ထားပေးရပေါ့နော်။ဘွားလေးဆိုမှဆိုရင်လေဒီမှာလိုင်းချုပ်လေးနဲ့ချုပ်ထားပေးပါရရှင်။အိတ်ကက်ဆိုရင်ဒါမျိုးနှစ်ခုပါမယ်ပေါ့နော်။ဒီခါနာလေးကနှစ်ခုပါပါမယ်။ဒီမှာဒီအရှိမလည်းဒါမျိုး zip လေးနဲ့ဒီဇိုင်းလေးထွင်ထားပေးပါရရှင်။ကဲတလို့ထည့်လို့ရပါတယ်ရှင်ရှင်းအိတ်ကလေးလည်းပါတယ်ဒီခါနာအိတ်ကလေးလည်းပါပါတယ်ဒီပါရှင်ကာလာဆိုရင်ဒါမျိုးအစုံလေးလာပါတယ်ကာလာလိုင်းလေးတွေကတော့ရွေးယူလို့မရပါဘူးဒီမှာဆိုကာလာ900လေးထည့်ထားပေးပါတယ်ရှင်100လောက်ကနေစပြီးတော့150 160 190လောက်ထိတော့ပါမယ်ငါလည်းဒီမှာဆိုကာလာဆောင်လေးထည့်ထားပေးပါတယ်ဈေးလေးကတစ်ထည်မှာ6500ကျပ်ပါအဲ့ဒါတပည့်ကနေစပြီးတော့မာယူလို့ရပါတယ်ရှင်မမေကအရန်ကိုတန်တဲ့ဈေးလုံးနဲ့ပေးထားပါတယ်တစ်ထည်မှာ6500ကျပ်ငါးတဲ့တပည့်မာယူတာနဲ့တနိုင်ငံလုံးအယောင်ဝင်ချေပါအဲ့ဒီဆယ်တွေကနေစပြီးတော့မင်းတို့အယောင်ဝင်ချေနဲ့လည်းပို့ဆောင်ပေးပါရရှင်ဒီမှာကာလာဆိုရင်ဒါမျိုးအစုံလေးရပါမယ်နော်